အားလုံးပဲမင်္ဂလာပါခင်ဗျာဘောလုံးဝါသနာရှင်ပလိတ်သားများခင်ဗျာဒီနေ့မှာတော့ယူရိုပါလိရဲ့ကျင်းနေရှိမဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘရာဂါနဲ့ဖရိုက်ဗာဒိုရဲ့ထိတ်ထိတ်သွေးဆူမှုကိုရှုတော့9ခုကနေသိသိတိဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနှစ်သိန်းဟာနောက်ဆုံးသွေးဆူခဲ့တဲ့2024ခုနှစ်တုန်းကဘရာဂါကဖရိုက်ဗာကိုအေကွင်းမှာရောဝေကွင်းမှာပါနိုင်ရထားတဲ့မှတ်တမ်းကောင်းရှိပါတယ်ခင်ဗျာဒါကြောင့်စိတ်ဓာတ်ပိုင်းရတော့ဘရာဂါကအသာစီးရနေတယ်လို့ပြောလို့ရပါတယ်ဘရာဂါဟာသူတို့ရဲ့အိမ်ဝင်းမှာဆိုရင်တိုက်စစ်လောကောင်းတဲ့အသင်းပါဗျာကျွန်တော်ရဲ့ချက်လက်တွေအရသူတို့ဟာအိမ်ဝင်းနောက်ဆုံး5ပွဲမှာပြင်းပြသွင်းကူ2ခုထက်ရှိနေတာကြောင့်ဖရိုက်ဘတ်ခါစေအတွက်တကယ်ကိုစစ်ခုံမှုဖြစ်လာမှာပါဖရိုက်ဘတ်ဟာဒီယာတီဥရောပဝေကွင်းကွဲစေတွေမှာဂိုးပေးရလေးရှိပြီးခါစေပိုင်းကျင်းလင်းမှုအားနည်းနေတဲ့ကိုတွေ့ရပါတယ်သူတစ်ဖြစ်ပွဲဆဆချင်းမိနစ်30တွင်ဂိုးပေးရလေးရှိတဲ့အားနည်းချက်ကိုဘရာဂါကတိုးချသွားနိုင်ပါတယ်ဘရာဂါရဲ့တိုက်စစ်ကိုဥဆောင်မဲ့ဘန်ဇာရဲ့စိုးတန်နိုင်စွမ်းနဲ့ဖိုက်ဘတ်ရဲ့ကွင်းလေဖတ်တီရှင်ဂရီဖုတို့ထဲကဘယ်သူကသူတို့တဲ့အတွက်ဆုတ်ဖြတ်ပေးမဲ့ခိုက်တာတွေကိုဖတ်တီပေးသွားမလဲဆိုတော့စိတ်ကြည့်ရမှာပါဘရာဂါရဲ့ရှေဟိုပြင်းတဲ့တိုက်စစ်ကကစားဟန်နဲ့ဖလိုက်ဘတ်ရဲ့စနစ်တကျပြန်လဲတုပြန်ကစားကွယ်တို့ရဲ့အပြိုင်မှုကပရိသတ်တွေအတွက်စိတ်ဝေတစားစိတ်ဝင်စားစရာတိုက်ပွဲတစ်ခုဖြစ်လာမှာပါကျွန်တော်ရဲ့ခံမှန်းချက်ကတော့2-1ဒါမှမဟုတ်3-1ဆိုတဲ့ရလမျိုးနဲ့ Asian Blogger ကပဲနေရာတော့ဖို့ရှိနေပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ